ယဟန်တပါးကဘာသာခြားလူဝိကြောင့်ကိုထမင်းခွန့်ကြွေးခြင်းဟာအဘတ်တင်ပါသလားဖြေကြားပေးပါဆရာတော်တဲ့ယဟန်ကစားစရာကိုကိုယ်တိုင်လက်နဲ့ယူပြီးတော့ဘာသာခြားကိုခွန့်ကြွေးတာတွေလုပ်မယ်ဆိုရင်ပါစိတ်အဘတ်တင်ပါတယ်လူသားမဏီတို့ကိုခွန့်ကြွေးမယ်ဆိုရင်ဒုက္ခအဘတ်တင်ပါတယ်ဒါကဝိနည်းမှာရှိတဲ့အတိုင်းပြောပြတာပါတချို့ကအခုလိုမျိုးထမင်းခွန့်ကြွေးတာဟာတဦးနဲ့တဦးကျင်နာကြောင်းကိုပြသတာဖြစ်တဲ့အတွက်ကြောင့်ကောင်းတဲ့အရာပဲလို့ပြောကြတာရှိပါတယ်အဲ့ဒါကလူဝိကြောင်အတွက်ဆိုရင်မှန်ပါတယ်ယဟန်အတွက်ကတော့မှန်ပါဘူးဘာကြောင့်လဲဆိုရင်ယဟန်မှာကဝိနည်းရှိလို့ပဲဖြစ်ပါတယ်မြတ်စွာဘုရားကဝိနည်းသိက္ခာပုဒ်နဲ့ပြဋ္ဌာန်းတားမြစ်တာဟာခွဲခြားဆက်ဆံတာလားလို့မေးကောင်းမေးကြပါလိမ့်မယ်လုံးဝမဟုတ်ပါဘူးမြတ်စွာဘုရားဟာတတ္တဝါတွေရဲ့အပေါ်မှာကြီးမားသောမဟာကရုဏာတော်ထားရှိတော်မူတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့်တတ္တဝါတွေအန္တရာယ်ကင်းကင်းနဲ့တဦးနဲ့တဦးချစ်ချစ်ခင်ခင်နေတာကိုအလိုရှိတော်မူသောပုဂ္ဂိုလ်ဖြစ်ပါတယ်မြတ်စွာဘုရားလက်ထက်ကရှင်သာရိပုတ္တရာမထေရမြတ်ကြီးကိုတော်တိုင်လည်းပဲဘာသာခြားတွေရဲ့ကြောင်းကိုတွားပြီးတော့ဘာသာခြားတွေနဲ့ပြောဆိုဆက်ဆံဆွေးနွေးတာတွေရှိပါတယ်ဒါကြောင့်မြတ်စွာဘုရားကခွဲခြားဆက်ဆံတာမဟုတ်ပါဘူးဒါဆိုရင်ဘာကြောင့်ဝိနည်းသိက္ခာပုဒ်နဲ့ပြဋ္ဌာန်းတားမြစ်တာလဲယဟန်တပါးအနေနဲ့ဘာသာခြားကိုဖြစ်စေဗုဒ္ဓဘာသာဝင်လူသားမဏီတို့ကိုဖြစ်စေထမင်းခွန့်ကြွေးတာတွေလုပ်မယ်သူတို့နဲ့အတူတူနေမယ်သူတို့နဲ့အတူတူအိပ်မယ်ဆိုတာကတစ်ဖက်လူကအဲ့ဒီယဟန်ရဲ့အပေါ်မှာသူဟာယဟန်ပါလားဆိုတဲ့တမနာတင်ညာကွယ်ပြောက်ပြီးတော့ငါတို့လူဝိကြောင်တွေနဲ့အတူတူပါပဲကွာဆိုတဲ့အတွေ့မျိုးနဲ့ကြီးညိုလေးစားမှုတွေပပျောက်သွားပါတယ်အဲ့ဒါကိုဘုရားရှင်ကမြင်တော်မူတဲ့အတွက်ကြောင့်ဝိနည်းသိက္ခာပုဒ်နဲ့ပြဋ္ဌာန်းတားမြစ်တော်မူတာဖြစ်ပါတယ်ဦးဇင်းတို့အနေနဲ့ပြောချင်တာကတော့ယဟန်များအနေဖြင့်ဘာသာခြားတွေနဲ့ပြောဆိုဆက်ဆံတယ်ဆိုတဲ့နေရာမှာမိမိရဲ့ဘာသာရေးအဆုံးအမနဲ့လည်းဆန့်ကျင်ဘက်မဖြစ်အောင်အလက်ဆက်ဆံတာအကောင်းဆုံးဖြစ်ပါတယ်ထို့အတူပဲတခြားဘာသာဝင်တွေအနေနဲ့လည်းပဲဦးဇင်းတို့ဗုဒ္ဓဘာသာဝင်တွေနဲ့ဆက်ဆံတယ်ဆိုတဲ့နေရာမှာမိမိဘာသာတရားရဲ့အဆုံးအမနဲ့ဆန့်ကျင်ဘက်မဖြစ်အောင်ပြောဆိုဆက်ဆံနိုင်မယ်ဆိုရင်အကောင်းဆုံးပဲဖြစ်ပါတယ်ဒါကြောင့်အလက်တဦးနဲ့တဦးပြောဆိုဆက်ဆံနိုင်ပါစေလို့လည်းတိုက်တွန်းလိုက်ပါတယ်နော်ဒီမေခွန်းကအရန်ရှည်လုံးတဲ့အတွက်ကြောင့်ဖတ်မပြတော့ဘူးနော်မေခွန်းရဲ့မေးလို့ရင်အဓိပ္ပာယ်ကိုပဲပြောပြပါတော့မယ်သူမေးချင်တဲ့အဓိပ္ပာယ်ကတာဂီဝင်တွေဟာဆွေမျိုးနီးစပ်ချင်းပြန်ယူကြတာဖြစ်တဲ့အတွက်ကြောင့်ဗီဇဆိုင်ရာချုပ်ရင်းမှုများရှိပါသလားလို့မေးလို့တာဖြစ်ပါတယ်ဖျားဟောပိဋကတ်မှာဗီဇဆိုင်ရာချုပ်ရင်းမှုများရှိတယ်လို့ဖော်ပြမထားပါဘူးဖော်ပြမထားရတဲ့အကြောင်းရင်းကနှစ်ချက်ရှိပါတယ်ပထမတစ်ချက်ကဖျားဟောပိဋကတ်ဆိုတာတန္တရာဝဆင်းရဲကလွတ်မြောက်ကြောင်းဓမ္မကိုသာဦးစားပေးပြီးဟောပြောတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်ဒုတိယတစ်ချက်ကတော့အဲ့ဒီကာလတုန်းကဗီဇဆိုင်ရာချုပ်ရင်းမှုများမပေါ်ပေါက်သေးလို့ဖြစ်ပါတယ်ဗီဇဆိုင်ရာချုပ်ရင်းမှုများမပေါ်ပေါက်သေးတဲ့အကြောင်းရင်းကလည်းပဲအဲ့ဒီကာလကလူတွေရဲ့ကံစိတ်ဥဒုအာဟာရတွေဟာယနေ့ခေတ်လူတွေထက်ပိုပြီးတော့တန်ရှင်းစင်ကြယ်တာကြောင့်အဲ့ဒီခေတ်ကာလကလူတွေရဲ့ခန္ဓာကိုယ်ကယနေ့ခေတ်လူတွေရဲ့ခန္ဓာကိုယ်ထက်ပိုပြီးကြည်လင်အားကောင်းမှုရှိပါတယ်ဒါကြောင့်အဲ့ဒီခေတ်ကာလမှာဗီဇဆိုင်ရာချုပ်ရင်းမှုများမရှိပါဘူးတာဂီဝင်တွေဟာအတိတ်ကကုသိုလ်ကံနဲ့အမျိုးဆက်မြင်မာသောဘုံကံရှိသူများဖြစ်တဲ့အတွက်သူတို့ရဲ့ကုသိုလ်ကံကဗီဇဆိုင်ရာချုပ်ရင်းမှုများကိုအတိုင်းအတာတစ်ခုထိဖိနှိပ်ပေးထားတဲ့အတွက်သူတို့မှာဗီဇဆိုင်ရာချုပ်ရင်းမှုများမရှိကြပါဘူးဒါကြောင့်ဆွေမျိုးနှိစက်ချင်းမောင်နှမဝမ်းကွဲခြင်းပြန်ယူလို့ရကြတာဖြစ်ပါတယ်ကာလကြာညောင်းလာတဲ့အခါမှာတော့လူတို့ရဲ့ဗီဇတရားလေးတွေအမှားယွင်းများလက်ကြောင့်ခြင်းနဲ့အစိတ်ကြောင့်များကြောင့်ယောဂကိုဖြစ်စေသောရာဆဲစီခြင်းများပုံမှုစုဆောင်းမှုတွေများပြားလာပါတယ်အဲ့ဒီလိုစုဆောင်းမှုတွေများပြားလာတဲ့အခါမှာဗီဇဆိုင်ရာချုပ်ရင်းမှုများပေါ်ပေါက်လာတာဖြစ်ပါတယ်ဒါကြောင့်ဖျားလက်ထက်မှာတော့ဗီဇဆိုင်ရာချုပ်ရင်းမှုများမရှိပါဘူးเนาะအားလုံးပဲမင်္ဂလာအပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေယခုအချိန်ကာလသည်ဝါတွင်းကာလဖြစ်တဲ့အတွက်ကြောင့်ဗုဒ္ဓဘာသာဝင်များဥပုသ်သတင်းစောင့်တည်ရာအချိန်ကာလဖြစ်ပါတယ်ယခုလိုအချိန်ကာလမျိုးမှာဥပုသ်သတင်းစောင့်တည်မိယောဂီများတတိမူပြီးရှောင်ရှားစေနိုင်ရန်အတွက်တတိပေးတဲ့အနေနဲ့ဓမ္မလက်ဆောင်တစ်ခုပေးပါရစေတခါတုန်းကဥပုသ်နေ့မှာတက္ကကြီးတယောက်ဟာဥပုသ်ဆောင်ဖို့အတွက်ဦးစင်းကျောင်းကိုရောက်လာပါတယ်သီလယူပြီးလို့နေ့လယ်ပိုင်းဆွမ်းစားပြီးတဲ့အခါမှာအဲ့ဒီတက္ကကြီးဟာဦးစင်းစီကိုလာပြီးတော့ဘယ်သူကဥပုသ်မဆောင်တဲ့အကြောင်းဥပုသ်ဆောင်ရကောင်းမှမသိတဲ့အကြောင်းစသည်ဖြင့်ဦးစင်းကိုလျှောက်ပါတယ်အဲ့ဒီအခါမှာဦးစင်းကတက္ကကြီးအဲ့ဒီလူတွေကဥပုသ်မဆောင်တဲ့အတွက်ဥပုသ်ဆောင်တဲ့ကုသိုလ်ကိုမရတာပဲရှိတယ်
ဒကာကြီးကဥပုပ်ဆောင်ပြီးတော့သူတစ်ပါးမကောင်းကြောင်းကိုပြောတာဟာအဲ့ဒီဥပုပ်မဆောင်တဲ့လူတွေထက်ပိုဆိုးတယ်တကယ်တော့ဥပုပ်ဆောင်တယ်ဆိုတာဟာကိုယ်နဲ့နှုတ်ကိုအကုသို့မဖြစ်အောင်ထိမ့်သိမ်းစောင့်ရှောက်ရတာဖြစ်တယ်ဥပုပ်တဲ့တယောက်ဖြစ်ပါလေရဲ့နဲ့ကိုယ်နဲ့နှုတ်ကိုအကုသို့မဖြစ်အောင်ထိမ့်သိမ်းစောင့်ရှောက်မှုမရှိပဲသူတစ်ပါးမကောင်းကြောင်းကိုပြောနေမယ်ဆိုရင်ဥပုပ်ကြိုးတတ်တယ်ဒါကြောင့်သူတစ်ပါးမကောင်းကြောင်းကိုမပြောပါနဲ့လို့ဆုံးမလိုက်ပါတယ်တချို့သောဥပုပ်တွေဟာသီလယူပြီးတဲ့အခါမှာငါဟာဥပုပ်တယ်ပါလားဆိုတဲ့အမှတ်တင်ညာပြောက်ပြီးပြောကျင်တာတွေပြောတယ်နေကျင်တလို့တွေနေကြတာရှိပါတယ်အဲ့ဒီလိုပြောကျင်တလို့တွေပြောခြင်းနေကျင်တလို့တွေနေခြင်းဟာကိုယ်နဲ့နှုတ်ကိုထိမ့်သိမ်းစောင့်ရှောက်ရမရောက်တဲ့အတွက်ကိုယ်နဲ့နှုတ်နဲ့ပတ်သက်ပြီးတော့အကုသိုလ်တွေဖြစ်တာကြောင့်ဥပုပ်ကိုကျိုးစေပါတယ်ဒါကြောင့်ဥပုပ်တရင်စောက်တည်မိပုဂ္ဂိုလ်များအနေဖြင့်သီလယူပြီးတဲ့အခါမှာငါဟာဥပုပ်တယ်ပါလားဆိုတဲ့အမှတ်တင်ညာထားပြီးတော့ကိုယ်နဲ့နှုတ်ကိုအကုသိုလ်မဖြစ်အောင်ထိမ့်သိမ်းစောင့်ရှောက်ပါလို့ဓမ္မလက်ဆောင်ပေးလိုက်ပါတယ်ဒီမေခွန်းရဲ့လူရင်းအထိပ္ပယ်က HIV ဘိုးယောဂရှိတဲ့လူတွေယဟန်ခံလို့ရပါသလားလို့မေးတာပဲဖြစ်ပါတယ်ဒီ HIV ဘိုးယောဂဆိုတာကလေသွေးတုပ်ရည်မိမက်ကိုရည်နဲ့မိခင်ရဲ့နှုတ်ရည်တွေကနေပဲအများဆုံးကူးစက်နိုင်တယ်လို့သိရပါတယ်ယဟန်လောင်းတွေယဟန်ခံတဲ့အခါမှာယဟန်လောင်းတွေကိုမေးစီစစ်တဲ့အန္တရာယ်73ချက်ထဲမှာအနာကြီး5မျိုးရှိပါသလားဆိုတဲ့အချက်ပါပါတယ်အနာကြီး5မျိုးကဘာတွေလဲဆိုရင်1ကုဋ္ဌနူနာယောဂ2ကန္ဓထွန်မြင်းနာမြစ်ဖုနာ3တောသသွေးသားကိုခန်းချောက်စေတတ်သောခရယုတ်ချောင်းဆိုးပန်းနာယောဂ4ကိလာပခယူသင်းဝဲကြီးစင်ရင်ကြီးယောဂ5အပ္ပမာရတဲကြည်သွေးလျံဘီလူဖန်ဆာသဖြင့်ယူနှံသောယောဂတို့ပဲဖြစ်ပါတယ်အဆိုပါအနာကြီး5မျိုးရှိတဲ့လူတွေယဟန်ခံလို့မရပါဘူးเนาะဒီ HIV ဘိုးယောဂကအနာကြီး5မျိုးထဲမှာမပါတဲ့အတွက်ယဟန်ခံလို့တော့ရပါတယ်သို့တော့ဒီနေရာမှာပြောစရာတစ်ခုရှိတာကဝိနည်းပညာကလောကဝဇ္ဇပညာနဲ့ပဏ္ဏတိဝဇ္ဇပညာဆိုပြီး2မျိုးရှိပါတယ်လောကဝဇ္ဇပညာဆိုတာကတော့အများကမလို့သိမ့်ဘူးလို့သတ်မှတ်ထားတဲ့အရာကိုပြောတာပါပဏ္ဏတိဝဇ္ဇပညာဆိုတာကတော့မြတ်စွာဘုရားပြညတ်ထားတဲ့228ပါးသောသိက္ခာပုဒ်တွေကိုပြောတာပါမြတ်စွာဘုရားပြညတ်ထားတဲ့ဝိနည်းသိက္ခာပုဒ်အရာ HIV ဘိုးယောဂရှိတဲ့ပုဂ္ဂိုလ်ကယဟန်ခံလို့ရတော်လဲပဲလောကအမြင်နဲ့မတင့်တယ်ဘူးဆိုရင်တော့ယဟန်မခံသင့်ပါဘူးเนาะဒါကြောင့်ယဟန်ခံခြင်းတယ်ဆိုရင်အဲ့ဒီယောဂကိုပြောက်အောင်အရင်ဆုံးလုပ်ပါဦးเนาะအားလုံးပဲမင်္ဂလာပါမိမိထက်အရေးချင်းတာတဲ့သူကိုမိမိထက်အရေးချင်းတာကြောင်းထုတ်ဖော်ချင်းမွမ်း၍ပြောဆိုခြင်းဟာပညာရှိသူတော်ကောင်းကြီးတွေရဲ့အလုပ်ဖြစ်ပါတယ်ဒီနေ့မှာတော့မိမိထက်အရေးချင်းတာတဲ့သူကိုမိမိထက်အရေးချင်းတာကြောင်းထုတ်ဖော်ချင်းမွမ်း၍ပြောဆိုတော်မူကြသည့်ဆရာတော်ကြီးများ၏အကြောင်းကိုပြောပြမှာဖြစ်ပါတယ်သတ္တသင်္ကာယနာတင်စဉ်အခါကာလတုန်းကပါဠိတော်အထာကထတီကာတို့ကိုစီစစ်ပုံနှိပ်ထုတ်ဝေရသည့်တာဝန်ကိုယူရသောမဟာစီဆရာတော်ဘုရားကြီးနဲ့မင်းကွန်းဆရာတော်ဘုရားကြီးကိုသိကြပါလိမ့်မယ်မဟာစီဆရာတော်ဘုရားကြီးဟာပရိယက်ပရိပတ်ဆွေစုံတက်မြောက်တော်မူသည့်ဆရာတော်ဘုရားကြီးဖြစ်ပါတယ်အဆိုပါမဟာစီဆရာတော်ဘုရားကြီးကိုကျေးဇူးတော်ရှင်မစိုးရင်ဆရာတော်ဘုရားကြီးကဘယ်လိုချီးမွမ်းတော်မူခဲ့တယ်လဲဆိုရင်မဟာစီဆရာတော်ဟာတင်းကြိုဆရာဒီကာကျော်ဆရာတို့အခြားကျမ်းပြုဆရာတို့မမြင်တဲ့အမှားများကိုတောင်မြင်အောင်ကြည့်နိုင်တယ်တင်းကြိုကမ္မထံပိုင်းဒိဋ္ဌိဝိသုဒ္ဓိအခန်းမှာယုံ nant တို့ကိုလက္ခဏာရတ္တပိစုပဋ္ဌံဗဒ္ဒထံဖြင့်ပိုင်းခြားသိရမည်ဆိုထားရမှာဗဒ္ဒထံကိုဝိသုဒ္ဓိအခန်းကြားမှသာဆိုတင်ကြောင်းသင်္ကာယနာစီစစ်ဟောပြောစဉ်ကထောက်ပြနိုင်ခဲ့တယ်ဒီကရှိမဟာစီဆရာတော်ထက်သာသူကိုမပြောနဲ့ဓာန်တူပုဂ္ဂိုလ်ကိုတောင်တွေ့ရဖို့မလွယ်ဘူးမဟာစီဆရာတော်ရဲ့စွမ်းရည်တတ္တိကိုသိလို့လဲဝိသုဒ္ဓိမတ်မဟာဒီကာကြီးနေတရားရေးဖို့တို့များကတိုက်တွန်းခဲ့တယ်လို့ချီးမွမ်းတော်မူခဲ့ပါတယ်ရှိသောပညာရှိသူတော်ကောင်းဆရာတော်ကြီးများတည်ပင်လျင်မိမိထက်အရေးချင်းတာတဲ့သူကိုမိမိထက်အရေးချင်းတာကြောင်းထုတ်ဖော်ချီးမွမ်း၍ပြောဆိုတော်မူကြပါတယ်သူစဉ်ရဲ့တရားဓမ္မပေါင်းတို့ဒီလည်းပဲမိမိထက်အရေးချင်းတာတဲ့သူကိုတွေ့ပြီဆိုရင်မိမိထက်အရေးချင်းတာကြောင်းထုတ်ဖော်ပြောဆို၍သူတော်ကောင်းလမ်းစဉ်ကိုလိုက်နိုင်ကြပါစေ